ဖွဲ့ခွေနေတော်မူလား
ငါသည်ဘုရားမဖြစ်သမျှဤနေရာမှမထားပြီဟုတုရင်ကဝရိယဖြင့်ဒိဋ္ဌံပြုနေတော်မူတာပုဝေနိဝါဒဉာဏ်မြစ်ဥယံမှာရတော်မူရှာဒိဗ္ဗစကုဉာဏ်ကိုရတာတောင်းယံမှာဖြောမောင်လျံမောလျံကြပြန်တော့သဗ္ဗညုတရွှေဉာဏ်ရလာလောကသုံးပါအထွတ်ထိပ်ဖြစ်သို့ရောက်တော်မူ